အားလုံးပဲမင်္ဂလာပါမစ္စတာဆွန်နဲ့အင်္ဂလိပ်စာလေ့လာတဲ့သင်ခန်းစာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရွှအတန်နဲ့ပတ်သက်ပြီးတော့စာကြောင်းတစ်ကြောင်းကိုဥပမာပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲစကားလုံးတစ်လုံးစီကိုဖတ်တဲ့အတန်နဲ့စာကြောင်းမှာဖတ်တဲ့အတန်ကမတူပဲကွဲပြားပါတယ်စကားလုံးသုံးလုံးကိုရွှအတန်ဒါမှမဟုတ်ဆိုတဲ့အတန်နဲ့ထွက်တဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီစကားလုံးသုံးလုံးကတော့ have a ပြီးတော့ of တို့ပဲဖြစ်ပါတယ် have ရဲ့ a ရဲ့ of ကိုအခုဖော်ပြသွားမယ့်စာကြောင်းမှာလို့ပဲပြောကြပါလေခင်ဗျာအခုမြင်တွေ့ရတဲ့စာကြောင်းကိုပြောတဲ့အခါမှာတော့ I should have had a cup of coffee လို့ပြောမယ်စာI should have had a cup of coffee လို့ပြောပါတယ်ခင်ဗျာနောက်တစ်ခါပြန်ပြောရမယ်ဆိုရင် I should have had a cup of coffee လက်ဖက်လို့ပြောမယ်ဆိုရင်တော့ I should have had a cup of tea I should have had a cup of tea ဥပမာဗီဒီယိုကလစ်လေးတစ်ချို့ကြည့်ပေးပါ I should have had a cup of coffee. Should have had a cup of coffee. I picked up like some tea, so I had a cup of tea this morning and some croissants. We had a cup of tea in his training shed. And so I went and had a cup of tea အင်္ဂလိပ်စကားကိုတဘာဝကြကြပြောဖို့အတွက်ကြားရတဲ့အတိုင်းလေ့ကျင့်ဖို့လိုအပ်ပါမယ်ရေးထားတဲ့အတိုင်းဖတ်တာမဟုတ်ဘဲနဲ့ကြားတဲ့အတိုင်းလေ့ကျင့်ဖို့လိုအပ်ပါမယ်ခင်ဗျာအားလုံးပဲရွှအတန်နဲ့ပတ်သက်ပြီးတော့ဒီနေ့သင်ခန်းစာမှာတစ်ခုခုလေ့လာမိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ Goodbye ပါ